ဘောလုံးဝါသနာရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာတွေးဆူစရာတွေရင်ကုန်စရာတွေပြီးတော့မမျှော်လင့်ထားတဲ့အလဲပြောင်းနေနဲ့ပြည့်နှက်နေခဲ့တဲ့2025-26ပရီးမီးယားလိရာသီပိတ်ပြိုင်ပွဲကြီးကတော့ရင်သက်ရှူမောပွဲပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီရာသီအစကနေအဆုံးထိပရိသတ်တွေကိုဟန်ကုန်ပေါ်မတ်တရက်ပြီးအသေးထိတ်ထိတ်နဲ့စောင့်ကြည့်အောင်ဖြောပြေးပေးသွားနိုင်ခဲ့တာပါဒီနေ့မှာတော့ကျွန်တော်တို့အားလုံးစောင့်မျှော်နေကြတဲ့ချန်ပီယံဆုရှင်တဦးချင်းဆုတွေဥရောပစင်မြင့်ထက်တက်လန်းဝင်ရခဲ့တဲ့အသင်းတွေနဲ့အတူရင်ခွန်းနာကြပြီးတန်းဆင်းသွားခဲ့ရတဲ့အသင်းတွေအကြောင်းကို9မိနစ်စာအနှစ်ချုပ်အနေနဲ့အသေးစိတ်ပြောပြသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲပထမဆုံးအနေနဲ့ဒီယာရီရဲ့ဘရင်အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းကြီးကိုကြီးညာပေးချင်ပါတယ်အားလုံးပဲခံမှန်းထားခဲ့ကြတဲ့အတိုင်း10စုနှစ်2ခုကျော်ကြာအောင်ပရီးမီးယားလိဖလားနဲ့ဝေးကနေခဲ့ရတဲ့အာဆင်နယ်အသင်းပဲဖြစ်ပါတယ်အာဆင်နယ်အသင်းကပဲလက်ကျန်ပွဲစဉ်တွေမှာခြေစွမ်းပြပြီးဘိုးဆွဲသွားခဲ့တာပါမီကယ်အာတီတာရဲ့နီးပြွာတွေကစားသမားတွေရဲ့စီးလုံးမှုတွေနဲ့အတူဒန်နာတို့ကိုထိုက်ထိုက်တန်တန်နဲ့ချန်ပီယံဖြစ်လာစေခဲ့တာပါချန်ပီယံအသင်းနဲ့တူတဦးချင်းစုတွေကလည်းတကယ်ကိုကြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်အာဆင်နယ်အသင်းရဲ့ခံစစ်ကြောက်ဆောင်ဂိုးသမားဒေးဗစ်ရိုင်ယာကအကောင်းဆုံးဂိုးသမားစုဖြစ်တဲ့ရွှေလက်အိတ်စုကို3နှစ်ဆက်သိမ်းပိုက်နိုင်ခဲ့ပြီးတိုက်စစ်ပိုင်းမှာတော့ဂိုးသွင်းစရုပ်ကြီးအာလင်ဟာလန်ကမန်စီးတီးအတွက်ဂိုးတွေတဒုံးလုံးသွင်းယူပြီးရွှေပရက်စုကိုနောက်တစ်ချိန်ထပ်မံရယူသွားခဲ့ပါတယ်ဒါပေမဲ့ဒီယာဒီတဦးချင်းစုတွေထဲမှာအတောက်ပဆုံးနဲ့အကြီးကျယ်ဆုံးတမိုင်းဆန်ချိန်ကိုတင်နိုင်သွားခဲ့တာကတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဘရူနိုဖန်နန်ဒက်ပဲဖြစ်ပါတယ်သူဟာယာဒီတစ်လျှောက်လုံးအသင်းကိုပခုံးထမ်းတည်ဆောင်ရင် EA Sport ရဲ့တနစ်တာအကောင်းဆုံးကစားသမားစုဖြစ်တဲ့ Player of the Season စုကိုစုခူးရရှိခဲ့တယ်လို့ Playmaker စုကိုပါပူးတွဲသိမ့်ပိုက်သွားခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာဘရူနိုတင်သွင်းတဲ့စံချိန်တွေကတကယ်ကိုယူရှင်စရာကောင်းလာပါတယ်သူဟာပရီးမီးယားလိနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Brighton နဲ့ပွဲမှာ Patrick Doku ကိုဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပြီးတရားစီတွင်ဂိုးဖန်တီးမှု22ကြိမ်နဲ့အတူပရီးမီးယားလိတမိုင်းတစ်လျှောက်ရာသီလိုက်ဂိုးဖန်တီးမှုအများဆုံးဖြစ်တမိုင်းဝင်စံချိန်သစ်တင်သွားခဲ့တာပဲဖြစ်ပါတယ်အာဆင်နယ်ဂန်နဝင်ကစားသမားဖြစ်တဲ့တီယာရီအွန်ရီရဲ့2000-2003စံချိန်နဲ့ကယ်ဗင်ဒီဘရိုင်းနာရဲ့2019-2020စံချိန်ဟောင်းကိုကျော်ဖြတ်ပြီးဂိုးဖန်တီးမှု22ကြိမ်နဲ့အတူပရီးမီးယားလိရဲ့ဘရင်တစ်ဖြစ်လာခဲ့ပါတယ်ဒါရင်မကသေးပါဘူးဘရူနိုဟာတရားစီအတွင်းအခွင့်အရေးပေါင်းဖန်တီးမှု136ကြိမ်ထိပြုလုပ်ခဲ့လို့ဥရောပရဲ့ထိပ်သီးလိမ်5ခုမှာအများဆုံးဖန်တီးရှင်ဖြစ်ခဲ့တယ်လို့ဆပ်ပီကနေဂိုးဖန်တီးမှု17ကြိမ်နဲ့အတူစတီဗင်ဂျရက်ရဲ့စံချိန်ကိုပါအမီလိုက်နိုင်ခဲ့လို့ပါယူနိုက်တက်သမိုင်းမှာလည်းဒေးဗစ်ဘက်ခမ်ရဲ့စံချိန်ဟောင်းကိုကျော်ဖြတ်ပြီးကလပ်ရဲ့တရားစီအတွင်းဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်ကဲဒါကြောင့်မို့လဲဘရူနိုကိုပေါ်တူဂီမာဂနီဖီကိုလို့ခေါ်ကြတာပဲဖြစ်ပါတယ်ဆက်လက်ပြီးလာမယ့်ရာသီဥရောပစင်မြင့်ထက်မှာအင်္ဂလန်ကိုစားပြုရှင်ပြိုင်ခွင့်ရမယ့်အသင်းတွေအကြောင်းကိုကြည့်လိုက်ရအောင်ဗျဒီရာသီမှာတော့ထိပ်ဆုံး၄သင်းတွေမကပဲ၅သင်းအထိချန်ပီယံလိဝင်ခွင့်ရရှိခဲ့တာပါအဲ့ဒီအသင်းတွေကတော့ချန်ပီယံဖြစ်တဲ့အာဆင်နယ်ဒုတိယနေရာကမန်ချက်စတာစီးတီးဘရူနိုရဲ့စံချိန်တွေနဲ့အတူချန်ပီယံလိပြန်တက်ခွင့်ရလာခဲ့တဲ့မန်ချက်စတာယူနိုက်တက်အန်ရီပေးနိုင်တဲ့လီဗာပူးအသင်းနဲ့အတူခြေသန်းတည်ငြိမ်ပြီးယူမာလီဖလားကိုဘိုးဆွဲအနိုင်ယူပြီးတော့ချန်ပီယံလိဝင်ခွင့်ကိုရရှိလာခဲ့တဲ့အက်စတွန်ဗီလာအသင်းလိုပဲဖြစ်ပါတယ်ဒီ၅သင်းကတော့ဥရောပရဲ့အဆင့်မြင့်ဆုံးအဆင့်တန်းဖြစ်တဲ့ UEFA ချန်ပီယံလိမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ပါပြီအားသင့်စရာအကောင်းဆုံးအပိုင်းကတော့ယူပါလိဝင်ခွင့်ပါဘယ်သူမှမထင်မှတ်ထားတဲ့တန်တက်စန်ဒါလန်အသင်းနဲ့ဘုံမောက်အသင်းတို့ကတကယ်ကိုအောပွဲရာခြေစမ်းတွေပြသပြီးယူပါလိဝင်ခွင့်ကိုအရယူနိုင်သွားခဲ့လို့ပါဒါ့အပြင်ကွန်ဖရင့်လိကိုလည်းနီးပြူအပိုင်းကောင်းမွန်တဲ့ Brighton အသင်းကတက်လဲနိုင်ခဲ့ပါတယ်ဒါပေမဲ့ဘောလုံးလောကရဲ့အောင်ပွဲခံခဲ့တဲ့သူရှိရဲ့မျက်ရည်ကျရတဲ့သူကလည်းရှိသည်မြဲပါပရီးမီးယားလိရဲ့ပြင်းထန်တဲ့ဖိအားတွေကိုမခံနိုင်ပဲအောက်ခြေချန်ပီယံရှစ်ပြိုင်ပွဲစီတန်းဆင်းသွားခဲ့ရတဲ့အသင်း၃သင်းကတော့ဝူဗာဟန်တန်ဘန်လီနဲ့ဝက်ဆန်သင်းတို့ပဲဖြစ်ပါတယ်ဝူဗာဟန်တန်နဲ့ဘန်လီသင်းကတော့အစောကတည်းကတန်းဆင်းသွားပြီဆိုတာသိပေမဲ့အထူးသဖြင့်ဝက်ဆန်လိုအသင်းကြီးတန်းဆင်းသွားတာကတော့ပရိသတ်တွေအတွက်တကယ်ကိုစိတ်မကောင်းစရာဖြစ်ရတစ်ခုပါဒါပေမဲ့သူတို့နေရာကိုအစားထိုးပြီးပရီးမီးယားလိရဲ့ဒေါ်လာဘီလီယံချီတန်နဲ့အခွင့်အရေးတွေကိုခွဲဝေစားသုံးနိုင်ဖို့ချန်ပီယံရှစ်ကနေတန်းတက်လာခဲ့တဲ့အသင်း၃သင်းရှိပါတယ်ဒီသင်းတွေကတော့အစင်လာရှိတဲ့ကိုပင်ထရီစီးတီး
ခြေသွမ်းပြင်းထန်ခဲ့တဲ့အစ်ဆွစ်တောင်းနဲ့ဟာစီရီတင်းတို့ပဲဖြစ်ပါတယ်။လာမယ့်ရာသီမှာအသင်းသစ်တွေကအသင်းကြီးတွေကိုဘယ်လိုဒုက္ခပေးမလဲဆိုတာစောင့်ကြည့်ရမှာပါ။ကဲဒါကတော့တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားတဲ့ကောင်းခဲ့တဲ့2025-26ပရီးမီးယားလိပြိုင်ပွဲကြီးကိုစံချိန်ချိုးခဲ့တဲ့ဘရူနိုဖာနန်ဒက်ရဲ့အကြောင်းအရာနှစ်ချုပ်ပဲဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်တွေနဲ့ယူနိုက်တက်ပရိသတ်တွေကတော့ဒီဗီဒီယိုအောက်မှာအောင်ပွဲခံစကားတွေအပြိုင်ဆိုင်ကွန်မန့်ရေးခဲ့လို့ရပါတယ်။ဘရူနိုရဲ့ဂိုးပန်တီးမှု22ကြိမ်စံချိန်ကြီးကိုပရိသတ်ကြီးဘယ်လိုမြင်ကြလဲ။လာမယ့်2026-29ရာသီသစ်မှာဘယ်အသင်းကချန်ပီယံဖြစ်မယ်လို့ထင်ပါတယ်လဲ။ကိုယ့်ရဲ့အမြင်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။